Messi ကိုဂိုးဖန်တီးပေးမဲ့ကမ္ဘာအကောင်းဆုံး player maker တယောက်ထပ်ရောက်လာရင်ဘာဖြစ်လာမလဲအားလုံးပဲမင်္ဂလာပါ90 minute channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အင်တာမီယာမီကတော့နာမည်ကြီးကစားသမားတွေကိုစုဆောင်းတဲ့အလုပ်ကိုရပ်တန့်ဖို့မရှိသေးတဲ့ပို့ပါပဲကက်စီမီယိုကိုခေါ်ယူပြီးနောက်အခုတစ်ခါမှာတော့နပိုလီယန်ကွဲလက်သူကီဗင်ဒီဘရိုင်ကိုထပ်မံပြစ်မှတ်ထားနေတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်ဒီဘရိုင်သာအင်တာမီယာမီကိုတကယ်ရောက်လာခဲ့မယ်ဆိုရင် play တွေအတွက်စောင့်မျှော်ချစ်စရာအကောင်းဆုံးအရာကတော့ Messi နဲ့သူ့ရဲ့အတွဲဖက်ပါပဲတယောက်ကနေရာလော့ကိုမြင်နိုင်တဲ့သူတယောက်ကဒီအခွင့်အရေးကိုဂိုးဖြစ်ပြောင်းလဲနိုင်တဲ့သူဆိုတော့ဘောလုံးချစ်တဲ့သူတွေအတွက်ကြီးရကတကယ်တာတဲ့အတွက်တွေဖြစ်လာနိုင်ပါတယ်ဒါပြင်အသင်းမှာဆွာရဲ့ဒီပေါ်ကက်စမီယိုတို့လိုအသွေးကြိုပြီးသွားတဲ့ကစားသမားတွေလည်းရှိနေပြီးသားပါဒီ bright သာထပ်ပေါင်းနိုင်ခံမယ်ဆိုရင် MLS မှာအင်တာမီယာမီရဲ့ AR ကပိုပြီးကြောက်စရာကောင်းလာနိုင်ပါလေလက်ရှိချိန်မှာတော့ဒီဒေတာကောလာဟာလာစစ်ပဲရှိသေးတယ်ဆိုပေမဲ့ဘက်ခိုင်ရဲ့ခွန်ယူနေဆိုင်ကိုကြည့်မယ်ဆိုရင်မဖြစ်နိုင်ဘူးလို့အလွယ်တကူပြောလို့မရပါဘူးလာမယ့် transfer window တွေမှာဒီဒေကအမှတ်တကယ်ဖြစ်လာမလားဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါတယ်အခုလိုဗီဒီယိုကိုစိုးတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ကတော့ Mark ပဲဖြစ်ပါတယ်